ကဲအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ Burmese Thousand Podcast ပြန်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောမယ့် topic ကတော့ဗျာတီးဆုံးချင်းပေါ့ဗျာတီးဆုံးချင်းဆိုတာကျွန်တော်တို့ဒီ topic ကဟိုတောင်မြောက်ရောက်မယ်ပေါ့ဒါကျွန်တော်တို့ information ကအခုလက်တော့ဖြစ်သွားတာတွေအကုန်လုံးကိုစုဆောင်းပြီးတော့ပြောပြတာပေါ့အချက်လက်တွေအကုန်လုံးဘာလို့အခုချိန်မှာနိုင်ငံရေးတွေရောစီးပွားရေးတွေစစ်တွေရော drama တွေရောအများကြီးရှိရောဗျာအဲ့ကျမ်းမှာ drama ဆိုးရတော့ဘာရင်နောက်ဆုံးပြောခဲ့တဲ့ podcast မှာကွာကျွန်တော်က middle part လေကွဲတွေကွာကျွန်တော်တို့ပြောရတယ်နဲ့များသွားတော့လေကွဲ community ကကျွန်တော်တို့လာပတ်စေပေါ့ဗျာအဲ့တိုင်မှုဖြစ်သွားခဲ့ပါအဲ့အတွက်ကွာကျွန်တော်ကဒီမှာပြန်လာတောင်းမှတော့ produce ဆိုလေကွဲတွေကိုချက်လောက်တောင်းမှလိုက်ပါတောင်းမှမရအောင်လားကျွန်တော်တောင်းမှတက်တဲ့မျိုးစားတော့မဟုတ်ဗျာဒါပေမဲ့ပြောချင်တာပါဗျာခင်ဗျားတို့တော့အထိမနာစေချင်ခဲ့ပေါ့ဒါပေမဲ့ mostly ပေါ့ဗျာကျွန်တော်ပြောရအများအားဖြင့်အလေခွဲတော်များမှာဒီလိုမျိုးပေါ့အားနေတဲ့ချို့တဲ့အားနေတဲ့ဇေယျတွေရှိတယ်ပေါ့ဥပမာစောက်ချောက်လို့ပါလို့ယောက်ျားမပြီးသားတဲ့အနေထားရှိတယ်ဗောလို့မျိုးအားကြောင့်အလေခွဲလို့ပြောခဲ့မိတာပေါ့ဒါပေမဲ့ခင်ဗျားတို့အထိနာဝိုင်းလဲဘယ်လိုပြောချင်လဲမဟုတ်မင်းတို့စောက်ကျူးစားမင်းတို့ထိတာအတိတာဝိုင်းလဲဘယ်လိုပြောချင်လဲအတိတာနားလိုက်ပေါ့လီးချလာပါတော့တောင်းမှတယ်လီးတော့လုံးဝသားအလေခွဲတပည့်လီးပဲရပြန်ဆဲတာကွာမင်းတို့ကောကျင်းနေလားမကျင်းနိုင်လဲလီးပဲရအလေခွဲအလေခွဲကွာရောက်တရားမှာကွာရောက်90อ่ะကွာထိလိမ့်မယ်ကွာသိရမလား10ရောက်တော့အောင်ပြောလို့အဲ့ဒါပြောချင်တာပေါ့မဟုတ်တချို့ကပြောချင်တယ်မဟုတ်တချို့ကခံယူတက်တဲ့လူလည်းရှိရဗျာတချို့ကကျွန်တော်တို့ပြောတဲ့ထဲမှာမပါတဲ့လူလည်းရှိရအလေခွဲသမားတွေထဲမှာပြောချင်တဲ့ဘောပေါက်လားမပါတဲ့အလေခွဲသမားတွေလည်းရှိရတချို့ကသိရမလားသူတို့ blame တော့ငါတို့အထိခံတဲ့ဆက်ထိမခံတဲ့ဖာတယ်မသားလေးပါအဲ့လိုကောင်လည်းရှိတယ်ပြောချင်တာမဟုတ်ပြောချင်တာငါတို့လည်းပြန်ဖဲ့လို့ရ at least bro မချင်နိုင်ဖဲ့ငါတို့လည်းပြန်ဖဲ့လို့ငါတို့လည်းဘယ်လိုပြောမလဲငါတို့ကတော့ mindset ထဲမှာတခုလို့ရှိရင်ငါတို့ကတော့မင်းတို့ဘော block ပဲဝေဖန်ငါတို့က view မ site တက်တဲ့အထဲမှာငါတို့ပါတယ်ဟုတ်တယ်ပြောချင်တချို့အကြံပေးတဲ့ဟာတွေကြောက်ရရှိတယ် you think တော့ you လိုက်တယ်ပြောချင်တာဒါပေမဲ့ at least blind လာဆင်းနေလဲငါတို့ကမင်းနွားဘေးနားမှာ sound တီးနေလို့ဖြစ်နေတယ်အားတကယ်ပြောတာမဟုတ်ကငါတို့ကမင်းတို့ rich ပေးလိုက်တာကွာအဲ့ဒါအောင်မြင်သွားတယ်ကွာ rich ပေးလို့တာမင်းတို့ခံနေရတာဟုတ်ပြီလားတဲ့ပြီးငါတို့ကောင်လေးပြောငါတို့လည်းမင်းကြက်လာပြောငါတို့စောက်ကြီးမဆိုင်ငါတို့စောက်ပေါ်လို့ငါတို့ဘာမှဖြစ်တော့မင်းတို့ကောင်ကငါတို့တစ်ခေါက်လေးပြောပြီးတော့အနာအဖြစ်သေးနေတော့ငါဆုံးမသား trace မဟုတ်ဖဲ့ချင်လို့ကွာတမျိုးဖဲ့ချင်လို့စောက်မင်ကတ်လို့အဲ့အလေခွဲတော်တော်များများငါတကယ်ပြောတာငါလည်းအလေခွဲမထောက်ဒီမှာအရင်တော့ဒီမှာbro အခုမလာတဲ့ပါလေ bro black ဆိုအလေခွဲဒီကောင်ငါအတကုံဖဲ့တာအရင်တော့ဆိုငါအတကုံဆရာမင်းပါအောင်လားမင်းပါအောင်လားအဲ့ကောင်ရင်တော့လဲ soft boy ဗျာ soft boy တကယ်ပြောတာဆက်တိမခံဗျာဒီကောင်က soft boy စားပြီနောက်ပိုင်းကျတော့ကျွန်တော်နဲ့ပေါင်းတော့အရေးထူအခုတော့ပြောက်သွားဒီမှာအရေးထူအင်ကြီးတော့ရှိတယ်အင်ကြီးတော့ match တော့ရှိတယ်ဒီကောင်အခုကြည့်နေ bro black လီးပဲ bro black ကဲလေကိုကိစ္စထားလိုက်ခုလုံးဝ serious topic တော့ဒါကတော့ကျွန်တော်တို့ intro နေနဲ့ဒီမှာပြိသက်တွေကိုပြန်လဲပြီးတော့ဆွဲဆောင်လုပ်ပြလိုက်တာပေါ့ intention ကဒါနဲ့ကျွန်တော်နာမည်ဖန်တာပါလို့ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ bro tracer ပါကဲဒီနေ့ focus ကတော့ကျွန်တော်ရဲ့ producer ညတဲ့ပြောပါ bro black ကတည်တယ်ပဲသူက EM busy ဖြစ်နေတော့သူလည်းမအားတော့ဘူးအဲဒါကြောင့်ကျွန်တော်လည်းဘာမှလုပ်ပြလို့မရဘူးကဲကျွန်တော်ဒီနေ့ပြောနေကျွန်တော်တိုင်းမှာဖြစ်တဲ့အကြောင်းလေးအများကြီးရှိပေါ့အားလုံးပြီးရင်စိတ်နှံဖြစ်တဲ့ညီကောင်မနိုင်ကောင်းလို့လဲကျွန်တော်ကဆူတောင်းပေးပါရလို့အောင်ပါစေဖို့ဂုံနုမန်းလို့ဂုံနုရောက်ပါစေကျွန်တော်ဒီနေ့ဆူတောင်းပေးရလို့ဆယ်ဖြစ်လို့မရဆူတောင်းပေးအေးလေဆယ်နှံဖြစ် recently ပြီးသွားအဲ့ဒါကြောင့်ညီကောင်တိုင်းမှာဆယ်တဲ့အောင်ပေါ်ဆောင်လို့ပြောမှာထီထိုးလို့ပဲကွာအောင်ချင်းလို့မောင်ချင်းလို့ပေါ့အဲ့ဒါကြောင့်မင်းအဲ့ဆယ်တဲ့မင်းအဲ့လိုထင်တာငါတော့လို့မဟုတ်ဗျမသိကွာတမျိုးပဲ fee မလာဘူးဗျအခုဒီမြန်မာပညာရေးကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဘယ်လိုပြောလဲကျွန်တော်တို့က fee မလာဘူးဘာဖြစ်ဆိုတော့အနှစ်မှမရှိတာပြောချင်တာဟုတ်တယ်ပညာရေးကတော့အနှစ်မရှိဘူးလေဟိုလိုရေးဖြေအလွတ်ချက်ပြီးအဲ့လိုမျိုးကြာဖြေနေတော့ဟုတ်တယ်ဟို essay ရင်လဲဟိုမှာသူများရေးပြီးသားကို copy ရောပြန်ရေးနေ copy paste လုပ်နေကွာဒါမှမဟုတ်on Q မရှိဘူးအဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းတစ်ချိန်တော့အင်္ဂလိပ်စာအဲ့လို essay ပါဖြေဆို
အလွတ်ကျတော့ဖြေရဗျာ အေး bio ဆိုလဲ chapter 1 3 5 7 10အဲ့လိုပါရွေးချက်ခဲ့တာ critical thinking တော့မဖြီးခဲ့ပါပြောချင်တာဗျာမင်းကဒီပညာရေးကိုတတ်တယ်ထားလိုက်ဒါပေမဲ့မင်းကအလွတ်ကျပြီးတော့ဘာလက်တွေ့မှမရှိဘဲနဲ့ဘာပညာမှမရလာဘဲနဲ့ဒီပညာရေးတစ်ခုပြီးသွားရင်မင်းအောင်သွားတယ် ဟုတ်တယ် ဒါပေမဲ့မင်းမရရှိလာတဲ့ပညာကဘာလဲ ပြောတော့အဲ့ဒါတကယ်လို့ grade 12ဖြစ်နေစောက်ကျူးနေတာငါတို့ခေတော့10ထဲမှာချက်အခု grade 10ပေါ်နေ မဟုတ်ပညာကဘာလဲပြောချင်မင်းတို့ပညာတက်တာကွာဒါပေမဲ့ဘွဲတွေယူရဒါပေမဲ့အဲ့ဘွဲနဲ့ပတ်သက်တဲ့ဘာပညာတွေရလာတယ်မင်းတကယ်လက်တွေ့မှာတုံးဖို့အတွက်ဘာပညာတွေရလာတယ်ငါအဲ့လားပဲလိုချင်တာပြောချင်တာငါကျွန်တော်ရဲ့အမြင်ရပါကျွန်တော်က10တန်းမောင်ခဲ့ဗျာအောင်လည်းမကြိုးစားဘာလို့လဲမကြိုက်လို့ပညာရေးစနစ်မကြိုက်လို့နောက်ပြီးတော့ဘယ်လိုပြောမလဲစာလည်းမတော်တာလည်းပါပညာလည်းမကြိုက်စာလည်းမကြိုးစားဘာဖြစ်လို့ဆိုတော့ကျွန်တော်ငငယ်လေးကလေးကဘယ်လိုပြောမလဲအဲ့အင်္ဂလိပ်စာကိုပဲကျွန်တော်အင်္ဂလိပ်စကားပြောပေါ့ဘာဖြစ်လို့ဆိုတော့ at least ဒီအင်္ဂလိပ်စကားပြောပြင်ပနိုင်ငံမှာအသုံးဝင်တယ်ဗျာပြောချင်မင်းပညာမတတ်ရင်မင်းအကယ်မင်းအင်္ဂလိပ်စကားပြောတတ်ပြီဆိုရင်လူတော်တိုးတယ်ပေါ့ လူတော်တိုးတယ်ကွာ6ဘာသာဂုံထူးကြမှလူတော်တိုးအောင်မဟုတ်ပြောချင်တာမင်းဒီ6ဘာသာဂုံထူးနဲ့ဒီပြည်ပမှာသွားတဲ့အင်္ဂလိပ်စကားပြောတော့အလုံးလုံးနေဒါမှဒီဘွဲရတဲ့လူထပ်အောင်လာစားပူများတယ်အဲ့မညာတကယ်ပြောတာအဓိကပညာရေးတဲ့လူတယောက်ရဲ့တွေးကြံပို့ပြီးရေးကြည့်တာပေါ့မဟုတ်ကွာကျွန်တော်ရှင်းလို့ရကွာဟိုမှာထိုင်းမှာပါဟိုတယ်ကျွန်တော်ဖွင့်ထားလိုက်ကျွန်တော်ဟိုတယ် CEO ကွာတထေးကွာကျွန်တော်ဟိုင်းရမယ်ဆိုတော့ဥမာဘွဲရပြန်တဲ့ကိုကျွန်တော်အလုပ်ခံမှာဒါမှမဟုတ်ဒီ10တဲ့မောင်နဲ့ကောင်းလေးပေါ့သူကလုံးဝ social skill ကောင်းတယ် e skill ကောင်းတယ်လုံးဝ customer service ကောင်းတယ်ပြီးရင်သူက experience ဆိုကျွန်တော်ကဘွဲရပြန်တဲ့ဆန်အဲ့ experience ရှစ်ကောင်းကျွန်တော်ဟိုင်းရလုံးကကျွန်တော်တထေးဆိုဟုတ်တယ်ဒါကတော့ဒီ corporate world 90% တော့တထေးရလို့ပဲဖြစ်ကြများဥမာဘွဲရပြန်တဲ့ညာစုကသူတို့က real life experience မရှိဘူးဗျာလက်တွေ့ကြုံမရှိဘူးအဲ့တော့သုံးစားလို့မရဘူးဗျာရှင်းမယ်ကျွန်တော်ကဒီအဲ့ဘွဲရပြန်တဲ့ကိုထပ်ခေါ်မယ်ဆိုတော့သူ့ကို invest လုပ်ပြီးမှသူ့ကိုသူ့အတွက်ပဲသူ training တွေလာလောက်ပတ်စံကိုယ့်အထက်ထဲစိုက်ပြီးတယ်မှာအဲ့တော့ကျွန်တော်တို့စီးပွားရေးဆိုကျွန်တော်တို့မသိတော့ဘူးလေမဟုတ်မှန်တယ်ပြောချင်တာဒါပေမဲ့မြန်မာပြည်ပညာရေးကအရင်ခေတ်တော့ဦးနုတို့ခေတ်တော့ဆိုတော့တញ្ញတန်မိုးရှိခဲ့တဲ့ပညာရေးတစ်ခုပေါ့ဘာဖြစ်လို့ဆိုတော့ prime time ပေါ့အေးကျွန်တော်တို့ Saudi Asia မှာဆိုတော့ဒီ Yangon University ဆိုတာလည်းခင်ဗျားတို့သိတဲ့အတိုင်းပဲပြောချင်ဘယ်လောက်ထိတန်မိုးရှိတယ်ဒီပညာရေးကဘယ်လိုမျိုးတိုးတက်ခဲ့လဲသူများ professor နိုင်ငံခြား professor ကိုခေါ်ပြီးတင်တာပေါ့အဲ့ခေတ်ပေါ့အဲ့ဒီခေတ်တော့ဘယ်လောက်ထိကောင်းခဲ့တဲ့အချိန်ပေါ့အဲ့အချိန်တော့အနစ်ရှိခဲ့ဗျာပညာရေးဆိုတာအနစ်ရှိခဲ့အဲ့ခေတ်တော့လူတွေပဲကွာပညာတတ်တာများတယ်ပေါ့အဲ့ခေတ်တော့လူတွေပဲဒီရှင်းပြောရင်အင်္ဂလိပ်စကားကိုကောင်းကောင်းပြောတဲ့တွေ့ရောstandard တစ်ခုရှိရဲ့ဒါပေမဲ့အခုခေတ်ပညာရေးကိုကြတော့စူးစမ်းလူကြတော့ကျွန်တော်မစူးစမ်းနဲ့တော့မပြောတော့မဟုတ်ဒါပေမဲ့ကျွန်တော်ပြောချင်တာလက်တွေ့နားလည်စေချင်တယ်ပေါ့ခင်ဗျားတို့ဒီစူးစမ်းနေတဲ့ပညာရေးကဘာအတွက်အသုံးဝင်လဲဆိုတာခင်ဗျားတို့လက်တွေ့နားလည်စေချင်တယ်လက်တွေ့မနားလည်စေလက်တွေ့နားမလည်ဘဲနဲ့ဘယ်လိုပြောမလဲဘလိုင်းစူးစမ်းလို့မရခင်ဗျားတို့ပြောချင်တာအခုမှခင်ဗျားစူးစမ်းတော့နောက်ကြဘာမှအရေးမြအဖတ်မြပဲခင်ဗျားဘွားအတွက်ဘာမှအသုံးဝင်တော့လက်ကားဖြစ်သွားပြီပြောချင်တာဟုတ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်လူငယ်တွေကိုကျွန်တော်မအားပေးဘူးဗျာကျွန်တော်တဲ့ပဲပြောစာမကြိုးစားနဲ့ဒီစာမကြိုးစားတကယ်ပြောတာစာမကြိုးစားနဲ့တော့သူတို့တော့မဟုတ်ကျွန်တော်နားမထောင်လဲရပြောချင်တာဘာလို့ဆိုကျွန်တော်ဆိုလဲကျွန်တော်သားသမီးတွေမြန်မာပြည်မှာမွေးမြန်မာပြည်မှာကျွန်တော်ကြောင်းမထောင်တကယ်ပြောစောက်ထင်မကြီးလို့ဗျာပညာရေးစနစ်ကိုဒီစစ်ကြုံပညာရေးမှာလီးတော့ကြောင်းမထောင်တကယ်ပြောတာအဲ့ကြောင်းထားမယ်စာပုတ်ကလေးကကြောင်းဒီထိုင်းနေပါပို့တော့အဲ့မှာပဲကြောင်းသားတက်ခိုင်း international school လောက်ထားဒါပေမဲ့ international school စကန်များတော့ပြဿနာမျိုးပါအဲ့ဒါတခုရှော့ရှိမြန်မာပြည်မှာအခုကသိရမလားခေတ်ပြတော့ကြောင်းနေအကုန်လုံးကဂျင်းထဲလို့ကောင်းတာကွာဟုတ်တယ် face အကုန်လုံးကလည်း fake boy space certificate နဲ့လောက်စားတာများနောက်ပြီးတော့ဘယ်လိုပြောလဲကြောင်းနေရလဲပေါ်လာဗျာနိုင်ငံခြားနဲ့ချိန်ထားရပါညာကဲတော့စောက်ပွဲတွေပဲတကယ်ပြောနောက်ပြီးတော့သူတို့ကဘယ်လိုပြောမလဲ uniform လေးနဲ့ပဲလှုပ်ရှားနေတာကျောင်းမှာတက်မယ်ပြောတာဟီဒီဟာတာလို့ကွာခုနောက်ပိုင်းဆိုကွာဒီဆယ်တဲ့အောင်မီတာလို့တက်တယ် private college ကစောက်ပေါ်ကောလေးနော်တကယ်ပြောမြန်မာနာမည်ကြီးအများကြီးရှိရောကျွန်တော်ပြောရတော့နာမည်သုံးလုံးပဲကွာအဲ့လိုဟာရောအဲ့လိုသုံးလုံး university ပြောချင်တာဟီဟာတွေပဲကွာတလောက်သိန်းတနစ်ကိုသိန်း100လောက်ပေးရတာရက်တော့ရက်ဆက်အဲ့လွန်ခဲ့တဲ့2019လောက်တော့မဟုတ်ပြောချင်တာမင်းတို့အဲ့ခြေစုံပြည့်မှုကမင်းတို့အကုန်လုံးတေချာလေ့လာတင်တာပြောချင်တာမင်းပျော်ဖို့အတွက်နဲ့ကြောင်းသွားတက်လို့မရဘူးဟုတ်တယ်ဘာလို့ဆိုမင်းပျော်ဖို့အတွက်နဲ့ဒီအချိန်ကုန်လာပြီဆိုမင်းနောက်20မင်းရဲ့အသက်20ကျော်
အချိန်တွေကိုမင်းဒီပြောဖို့တန်းတယ်ပဲအချိန်ဖြုံးလိုက်ဆိုရင်မင်းနောက်ကြရင်တော့မင်းသွားပြီမင်းဘုခမင်းတုံညနေပြန်ဆောင်မှာ တုံညစာဆောင်းခဲ့တယ် အားကြောင့်ပြောချင်တာမင်းတုံညနေစားတဲ့ဘွားဆိုတာဘယ်လိုပြောမလဲဒီဘယ်လိုပြောလဲတုံညနေစားတဲ့ဘွားဆိုတာဒီပညာရေးမှာလဲဟုတ်ရင်ဟုတ်နိုင်လို့အဲ့ပညာရေးကလည်းကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက်အထောက်အကူပြုတယ်ဆိုရင် ဒါကခင်ဗျားအတွက်ထိုက်တန်တယ်ဗျာခင်ဗျားပညာရေးအတွက်အချိန်ပေးရတာတန်တယ် ဟုတ်တယ် ဒါပေမဲ့ကိုယ့်အသက်မွေးဝမ်းကြောင်းနဲ့ဘယ်လိုပြောမလဲအထောက်အကူမပြုဘူးဆိုရင် ဘာလုပ်လို့ရ ဘာမှမတန်တော့ဗျာပြောချင်တာခင်ဗျားအချိန်မဲ့လာကကုန် က တာ လောက်ကပြန်လော့မှာစောက်ကျိုးနဲ့ အဓိကကအချိန်ကအရန်အရေးကြီးတယ်ကျွန်တော်ဒီလူငယ်ပိုင်းတွေမှာအချိန်ကအရန်အရေးကြီးအကြောင်းအချိန်အလကမဖြုံးပေးစေချင်ဥမာဒီပုတ်ကလိကအကြောင်းမှာ300 600အကုန်ခိုင်းတော့သွားတက်တာထက်ဘာပညာရမလဲတခြားနေရာမှာလက်တွေ့စက်မှုလှမ်းမှု skate ဥမာ scale တစ်ခုဥမာကားပြင်မလားကားပြင်တာလည်းပညာရေးပဲနော် trade တော့အေး ကားပြင်တာလည်းပညာရေးပဲ workshop လုပ်တာလည်းပညာရေးပဲအဲ့လိုလူတွေလည်းသွားနိုင်လို့မရဘူးတကယ်ပြောတာဒီနိုင်ငံမှာကားပြင်တော့လှုပ်ရှားလူအများကြီးပဲပြောချင်တာ trade ကကောင်းတယ် trade ကထမင်း trade school တွေလေ trade ကဘယ်နေရောက်ထမင်းကဥမာကွာကားပြင်တာတို့ဒီတရားကုန်းပြင်တာတို့ရေပိုက်ကောင်းပြင်တာတို့အစုံဝါအိမ်သာပြင်တာအဲ့လိုမျိုးရော trade ကမငယ် ဘယ်လိုပြောမလဲ trade school တော်တော်များများဒီအခုခေတ်မှာလည်း AI replacement လုပ်လို့မရဘူး ဟုတ်တယ် တကယ်ပြောတာ AI နဲ့ပတ်သက်လာရင်ဗျာဒီ trade school တော်တော်များများဥမာကားပြင်တာတို့ရေပိုက်ကောင်းပြင်တာတို့ AI ကောင်းပြင်တာတို့ဘာညာတွေက AI နဲ့ replacement လုပ်လို့မရဘူးဘာဖြစ်လို့ဆိုတော့ဒါလူကိုယ်တိုင်လုံးမရတဲ့ဟာတွေဗျာ ဟုတ်တယ် ဟေး ပြီးတော့ပြဿနာကျွန်တော်တို့ရဲ့ဒီ current technology ကဒီ robot တွေကဘယ်လိုပြောမှာ artificial intelligence ကတိတ်ဘယ်လိုပြောမှာ perfectly မဖြစ်သေးကွာအမားလုပ်သေးရကွာ AI နောက်မှတစ်ခါလေးအမားလုပ်တယ်ကွာသူတို့ပြောတဲ့ misinformation ရမ်းများပေါ့အဲ့တော့ AI အောင် 100% လို့ AI ရှင်းပြရခု keep improving ပါကွာသူတို့လိုချင်တဲ့ level တော့ပြောတယ် perfect ဖြစ်သွားရင်တော့အချိန်ကျတော့သုံးလို့ရပေါ့အဲ့ချိန်ဒီရောက်တဲ့နှစ်ပေါင်းတော်များကြာပြီကွာနှစ်ပေါင်း50လဲကြာရင်100လောက်ကြာ အခုက programming တော့မှလူတွေမရှိတော့နော် ဟုတ်တယ် လူလုပ်တဲ့ programming ဘယ်သူမှမသုံးတော့ AI ပဲလုပ်ကြပြောတာ ဟုတ်တယ် AI နဲ့ဘယ်နှစက္ကန့်ပဲလိုက်မသိကြတယ် ဒါပေမဲ့ AI ရဲ့ပြဿနာ AI ပြဿနာဒီနောက်ပိုင်းကျကျွန်တော်တို့ shift တစ်ခုပြောင်းမှာပေါ့ကျွန်တော်တို့ digital ဒီ technology shift တစ်ခုပြောင်းအချိန်ကျရင်လူတော်တော်များများလက်ခံလိမ့်မယ်လူတွေများလက်မခံပါဆိုတော့တချို့ຢာတွေက producer ပြောဆိုပေါ့အလုပ်တွေများဆိုတာ AI ထိတ်ကုန်မလုပ်အောင်ပေါ့အဲ့ဒါပြဿနာအဲ့ကြောင့်ညောင်နိုင်ငံလည်းနောက်ပိုင်းကျရင် AI scientist တွေပေါ်လာမှာပေါ့ဒါကတော့အခုကညောင်နိုင်ငံရဲ့အကောင်းဆုံး scientist များစုကဒီနိုင်ငံခြားကနိုင်ငံခြား company လုပ်ပေးနေတော့အဲ့ဒါကြောင့်ညောင်နိုင်ငံ AI scientist မရှိရဘူးမဟုတ် အဲ့ဒါပြဿနာ မြန်မာပြည်မှာငါထင်တာရှိပါလဲမဟုတ်ဘူးအဲ့ဆိုတိုင်း နေရှိမှာပါ တယောက်နဲ့ဆိုတော့ဘယ်လိုပြောမလဲ private company တွေမှာပဲရှိလိမ့်မယ်အစိုးရမှာတော့ရှိမှာတော့မဟုတ်ရှိမဲ့ပုံလည်းမပေါ်ဘူး instructor ကောင်းတော့ဘာလို့လဲရှင်းမယ်တော့နဲ့တလောက်10သိန်း30 charge ပြီး online အတင်တာ in person လည်းပေါ့အဲ့လိုကြီးပေါ့ဟုတ်ဒီအစိုးရပြောချင်တာအစိုးရမှာရှိမဲ့ဟာဆိုရင်တော့ကြားဖြတ်မရှိလိမ့်ကြားဖြတ်မရှိလိမ့်မယ်သိလားဒီမြန်မာအစိုးရမှာအဲ့ကြားဖြတ်ကိစ္စနဲ့ဟိုတော့ခစ်စားဟာကြားဖြတ်နေအခု live fan နေလို့ကြားရတော့တရုတ်ကအမှန်ကန်မဟုတ်ဘာဖြစ်ဆိုတော့ American ကစိုက်တော့တမားလိုက်လေမင်းအဲ့အကြောင်းအတင်းမှာ mind ခွဲပြ scam center mind ခွဲပြလား scam center live ပြီးတော့ investigation လုပ်နေပေါ့ဘာလို့ဆိုတော့American မှာဗျာ scam ဆိုတဲ့ကိစ္စအိန္ဒိယမှာပေါ့အိန္ဒိယလူတွေများစုကဒီ western country တွေကို scam လုပ်ပြရကွာဒါပေမဲ့အခုနောက်ပိုင်းထူးခြား American အဲ့ South Asia မှာကွာအဲ့ scam case တွေများလာတွေ့ရတယ်ပေါ့ပြည့်စင်တော့ဘယ်နိုင်ငံကစော်လဲမသိဘူးအဲ့တော့တိုင်းနဲ့သူအဲ့လို scam กันလိုက်ရတာပေါ့ကွာ human traffic လုပ်ခံရတာပေါ့သူ့ဟိုblackmail လုပ်ပြီးသူ့ရင်ပေါ်တဲ့ဒေါ်လာဘယ်နှမီလီယံပေးမပေးတတ်ချင်မယ်ဆိုအဲ့လိုကွာအဲ့လိုတက်ခံရလူတွေအများကြီးခုနောက်မှာပေါ်လာပေါ့အထူးသဖြင့် South Korea ကိုအများကြီးပေါ့ South Korea ဆိုတာတောင်ကိုရီးယားပေါ့တောင်ကိုရီးယားကအခုသူတို့ကကျွန်တော်မှတ်တော့မှတ်မိဘူးလွန်ခဲ့တဲ့တနေ့လောက်ကပေါ့လာအိုလားကမ္ဘောဒီးယားမျိုးသွားပေါ့အမအလုံးပေးမယ်ဆိုရသူတို့ဒီ social media နဲ့လက်ဆက်တယ်ပေါ့ဘလောက်လောက်ရှိရ bonus ရမှာဘာကြောင့်အဲ့ဒါတောင်ကိုရီးယားနိုင်ငံသားတွေတွိုင်းဘာကျနိုင်ငံသားတွေပြုတ်ပြောက်သွားပြန်ပေါ်မလာဘူးပြန်မလာဘူးနောက်တော့အဲ့ဒါကိုတောင်ကိုရီးယားလိုက်လိုက်နောက်တိတော့အမနောက်ဆုံးအဲ့ကမ္ဘောဒီးယားလာတော့တော့ထားကိုဘန်လိုက်တဲ့ချင်းကြီးဖြစ်သွားပေါ့မသွားတယ်ဘာလို့ဆိုအဲ့နောက်ပိုင်းအခုကြားဖြစ်နေဘလောက်ဆိုးလဲဆိုတော့အဲ့ဒါ
ဒီ South Asia ကိုထိုင်းမှာလည်းရှိတယ်မြန်မာမှာလည်းရှိတယ်လာအိုမှာလည်းရှိတယ်ကုမ္ပဏီဖြစ်လို့ မြန်မာပြည်မှာဆိုဘလောက်ဆိုတော့နေပြည်တော်ဒီပါရောက်ပေါ့ဒီဖုန်းတွေအားစကြားဖြန့်ဖုန်းတွေအား ဟုတ်တယ် American ထောက်လိုက်မဟုတ်ဒီ ပြီးတခုပြောရတော့အဲ့ဟိုခင်ဗျားတို့ဆောင်းခစ်စားနေတယ်အဲ့လောင်းကစားကောင်လည်းချားပြတ်နေတာသတိထား မဟုတ် elite တွေအားစပါတယ်ပေါ့မြန်မာ elite တွေတထေးတော် အေးဟုတ်တယ်ပါတယ်အဲ့ကိစ္စနဲ့ပတ်သက်ပြီး rotate ဆိုလို့ရှိရင်အခုနောက်ပိုင်းဆောင်းခစ်စားပါကိစ္စလေးပေါ့ fresh new လေးပေါ့ အဲ့တော့ မြန်မာနိုင်ငံ elite ပေါ့နာမည်တော့ပြောတော့ပါအလုံးသိကြမှာပါအဲ့လည်းကြားဖြန့်အေးအိမ်ကို listing လုပ်ရတယ်ဆိုလားမသိဘူး LA ကအိမ်ကို21 mil ကွာဒါပေမဲ့သူအကျွေးကတော့1 million ဒါပေမဲ့သူတို့ပြန်ရအောင်တော့သူတို့အိတ်ကက်ထဲကပတ်စံကြံသေးတာပဲပြောချင်တာ ဟုတ်တယ်သူတို့အဲ့အိမ်ကျွေးကတော့သူတို့ကြည်ကွာသူတို့ကအိမ်ကမသိအဲ့လောက်ပဲကြံတာလေသူ statement ထုတ်ပြဟုတ်လားမသိကောလာဟာလားရှစ်သိန်းတော့မဟုတ်တော့သူပေးရမယ့်အကျွေးပြောတာ ဟုတ်တယ်ပေးရမယ့်အကျွေးကမသိဘူးခုနောက်ပိုင်းအဲ့ဒါ drama များကျွန်တော်လည်းမရှိတိတ်ပြီးတော့ view မဆောက်ပြကျွန်တော်ကိစ္စမဟုတ်တော့အေးဒါပေမဲ့အဲ့စိတ်ဝင်စားကောင်းတာအဲ့မိသားစုရဲ့ background ချက်တယ်ကွာအဲ့ချို့လူပြောတာဟောအေးအဲ့ဆောအဲ့ဘွားတော့အဲ့တော့ telecom လောက်တော့ telecommunication ပေါ့ဒီ phone line တွေပါညာပတ်သက်တဲ့ကိစ္စကိုအဲ့ company လောက်ခဲ့အနားနေကတိတ်မြတ်မှာတော့မဟုတ်အေးအဲ့ telecommunication ကမမြတ်ဘူးကွာဘာလို့ဘာလို့မပြတ်လဲဆိုတော့အစိုးရနဲ့မပေါင်းမမြတ်ဘူးအစိုးရနဲ့ပေါင်းမှမြတ်တာပေါ့အေးအခုကအစိုးရသူတို့ပါသူတို့ကိုယ်ပိုင် telecommunication ရှိရလေမိုင်းထဲလာအေးအဲ့လိုမျိုးပေါ့အေး Ooredoo တို့သိရမလား Telenor တို့အစရှိနေပေါ့လို့အဲ့တော့ telecom company တွေကဥမာ US မှာဆိုကွာသူတို့ telecom company ရစုကိုအများကြီးရှိတယ်ဒါပေမဲ့အောင်မြင်ဆုံးကတော့ဒီ government contract ရှိတဲ့ telecom တွေရှောက်မှာအဲ့ဒါကြောင့်ကျွန်တော်ပြောအဲ့လို government contract ရှိတဲ့ telecom တွေအောင်မြင်တော့ဒါပေမဲ့သူတို့ရဲ့ background ရဆို telecom လုပ်တယ်ဒါပေမဲ့လူတွေထင်တာသူတို့ profit တော့မရှိဘူးတဲ့ဥမာ break even နည်းနည်းဖြစ်မှာပါတယ်ပြီးတော့အဲ့တော့ဒါပေမဲ့ telecom company တွေအဓိကရတဲ့ပတ်စံအများကြီးအကြောင်းရအဲ့သူတို့ money laundering လုပ်တဲ့အဲ့ကြားဖြန့်ကိစ္စလုပ်တယ်ပေါ့ကြားဖြန့်ကိစ္စဒီကလူတိုင်းအောင်ဒီ scam message ပို့တာပေါ့ဟာဒီ gain ဆော့ပြီးပါဒီ link နှိပ်ပြအဲ့လို scam လုပ်ရသူတို့ profitable chance ပိုများပေါ့အဲ့ဒါပြောချင်တော့အေးအဓိကတည်ရမလား online games တော်တော်များများနိုင်ဖို့အတွက်လုပ်ပေးရမို့လေသူတို့ coding လုပ်တာအေးသူတို့တည်ရမလား program ဆွဲပြီးသားအေးအိတ်ကတ်တဲ့မဲ့ဟာတွေပဲထည့်ပြီးသားဟိုမင်းရဲ့ win rate ကိုသူတို့ကကြည့်ပြီးတော့မင်းရဲ့ဥမာမင်းတစ်ခေါက်တော့ပေးနိုင်မှာကွာမဟုတ်ငါပြောပြမယ်ဥပမာဗျာဥပမာမင်းပတ်စံထဲလိုက်ပထမဆုံး first ပတ်စံထဲလိုက်ထားလိုက် deposit လုပ်လိုက် deposit လောက်မင်း bonus ပေးလိုက်အဲ့ bonus နဲ့မင်းကစားတယ်အဲ့ချိန်ကျမင်းကိုနာအောင်လုပ်ပေးလိုက်မယ်ဒီကောင်လေးနာလုပ်ပေးပြီးတော့ dopamine ထည့်ပေးလိုက်မင်းပါအားကြောင့်မင်းကဒီက money ထည့်လာတော့အဲ့ချိန်ကျရင်တော့မင်းသေးပြီတကယ်တောက်လျှောက်မင်းကိုရှုံးလို့အဲ့သူတို့ bonus ပေးတဲ့ပတ်စံမဲ့နာအောင်ပေးလိုက်မယ်သူတို့ဘယ် game ကစားဗျာအဓိကဆွဲလိုက်အောင်လုပ်တာပေါ့လူအုံနောက်ဆွဲတော့အော်ကဲအားကြောင့်1000ထည့်ပြီး10သိန်းလောက်နိုင်မစိုးဘာညာပေါ့multiply တွေပါနေအဲ့လိုပေါ့ဒါကတော့လောင်းစားကျွန်တော်တို့ episode မှာပြောခဲ့ပေါ့လူတွေရဲ့လောဘပေါ့လောဘ most profitable business ပေါ့အဲ့ဒါပြောချင်တာပေါ့ပြီးတော့ကျွန်တော်နောက်တစ်ခုပြောချင်တာ road trade ဆိုလေအဲ့မြန်မာနိုင်ငံကိစ္စပါပဲဒါကတော့ professional career နဲ့ပတ်သက်တဲ့အကြောင်းပေါ့အဲ့မှာရှိ professional career နဲ့ပတ်သက်တဲ့ဘဲတယောက်ရှင်ကျွန်တော်မနိုင်ရ protezo ကဘောလုံးဝနာချင်းဆိုအဲ့ကိစ္စ protezo ပဲရှင်းပြတယ်ကျွန်တော်တော့ရေတူသိမပြောချင်ဘူးအဓိကဗျာဘယ်လိုပြောမလဲကိုကဘယ်အလုပ်ပဲလုပ်ဗျာအတိုက်ကခံရှိမှာဗျာပြောချင်တာဘယ်လုံးမှလွယ်ကူရစားမရှိဘူးလုံးဝအခက်ခဲဆိုတာရှိမှာမုံပါမဲ့လူတွေရှိတယ်ဒါကျွန်တော်တို့ Barmy Stars and Podcast ကိုလူဘလောက်မုံလဲဆိုတာစဉ်းစားကြည့်ကျွန်တော်တို့ page မှာ review တော့ရေးပါဒီပို့စုပတ်ဆက်လုံးဝစုပ်ပြတဲ့ရေးပါကျွန်တော်တို့စောက်ကြည့်ဆက်လာတာ rotate ဆိုမဟုတ်ကျွန်တော်တို့ပြန်မဆဲတတ်ဘူးဗျာမင်းတို့မင်းတို့ငါတို့လည်းမင်းတို့ဆဲကျင်တာဆဲမယ်မင်းတို့ငါတို့လည်းပြန်ဆဲငါတို့လည်းပြန်မဆဲဘူးမင်းတို့ပြောကြ give မဆိုင်ဗျာမင်းတို့ပြောချင်တာပြောစောက် give မဆိုင်ငါတို့ကလည်းမျိုးရှိတယ်အေးဟုတ်တယ်at least မင်းတို့တိုက်ခိုက်တာငါတို့တော့ AC ပဲကွာ AC ပဲတချို့လူတွေ professional ဆန်တဲ့လူတွေကတိုက်ခိုက်တာကိုခံပြင်းတာတော့နည်းနည်းဟာတာတစ်ခုလို့ကျွန်တော်မြင်တယ် rotate ဆိုဟာတာပဲပြောချင်တာမင်းကသူများကိုတွားလုံးတစ်မျိုးဗျာဒါပေမဲ့အခုကကိုမြန်မာချင်းဗျာပြောချင်တာ at least မဟုတ်ဘာမှတော့မလုပ်သင့်ဘူးဗျာမင်း give မဆိုင်ရနဲ့လစ်သွားလိုက်ရဒါပေမဲ့အဲ့ဒီ play ကတော်တော်များများသူ့ရဲ့စိတ်ဓာတ်ပန်းကလည်းနည်းနည်းလိုတယ်ဗျဒီဟုတ်ကျွန်တော်ဒီ case တစ်ခုတည်းမဟုတ်ဗျာဟုတ်တယ်အရင်တော့နိုင်ငံပွဲမှာလည်းကန်တော့ပြိသက်တွေဆဲဘူးရန်ရှာဘူးရဗျာဟုတ်တယ်တခါရန်ရှာဘူးပြိသက်တွေအဲ့မှာစင်မြပွားဒီကွင်းထဲကနေမ
အဲ့လိုတစ်ခါဖြစ်ဘူးတဲ့အဲ့ကလေးကနည်းနည်းအတန်ထွက်ခဲ့တယ်ဗောအဲ့ play က ကောလာဟာလာလေ မဟုတ်တကယ်ကောလာဟာလာအခုတော့ဒီဆိုပို့ဆိုးတယ်ဗျာပြောချင်တာ အဲ့ player မှာဘယ်လိုပြော ego ရှိပါဘောကွာမန်ယူပွဲမှာဂိုးသွင်းလို့ ego ရှိ စောက်ပေါ်ပါကွာငါလုံးမစောက်ပေါ်စပါလီကိုတဲ့ဖင်ခံလိုက်ငါလုံးမ မန်ယူပွဲမှာဂိုးသွင်းပြီး ego နဲ့ coffee over coffee နဲ့ဖြစ်သွား အဲ့လောက်အဟုတ်ကြီးထင်တယ်မေလိုလိုက်တယ်လီးလာ ဥမာကွာနိုင်ငံခြား player တွေတော့ကွာငါလို့ဒီကောင်းတော့မစိုးကွာပြည်သက်တွေအဲ့လို မြန်မာပြည်မှာတခုရှိတာသိရမလား အေး လုံးဝတခုလေးလှုပ်ပေးလိုက်ပြီဟေးဆိုရင်လုံးဝမှတ်တမ်းတင်သွားဖင်ရွက်ခံလိုက်လီးမှတ်တမ်းပဲရမယ်ရအောင်ငါလုံးမလီးမှတ်တမ်းပဲရမယ် ပြီးတော့အဲ့ကိစ္စလည်းပြီးကြာတော့ retire လုပ်ရတယ်ဟာတာကြီးဖြစ်သွားဒီကောင်ပြော့ညက်တဲ့အကြောင်းပြပါအေး စောက်ယူဆိုင်ကြမလို့ပြောချင်တာ အေးဟုတ်တယ် လီးမို့ retire တော့စောက်ပေါ်မင်းမရှိလဲစောက်ပြတ်နာမရှိဘူးနိုင်ငံကသိရလားဘောလုံးကန်တာမင်းမရှိလဲစောက်မင်းထက်ကောင်းတဲ့လူတွေထွက်လာလိမ့်မယ်ငါလုံးမစောက်ကြီးစောက်ကျဲလို့တော့မနာမင်းတယောက်နာသွားလို့ဘာမှဖြစ်ဘူးမင်းလို့မင်းသိရမလားငခုံးမတစ်ကောင်ကြောင့်တနေလုံးပုတ်ဆို အေးအဲ့လို မျိုးပေါ့လေအားကြောင့်မင်းငခုံးမတစ်ကောင်ပုံမဲ့ငခုံးမကိုဟိုကကန်ထုတ်ပြရိုက်ထုတ်ပြလိုက်ပြီးသွားရကျန်တဲ့ငါပုတ်ဆရာမလို့တော့ အဲ့လိုတရက်ပဲရှိတယ်နောက်နေ့ကျတော့ retire လုပ်သွားပြီ အားလုံးမ ရှစ်စီ စောက်ရှက်လည်းမရှိလီးလာ အဲ့ဒါတော့ဒါတော့ကျွန်တော်တို့ professional career နဲ့ပတ်သက်တော့မဟုတ်ကိုကဘယ် career choose ကွာအခက်ခဲဆိုတော့ကြုံပါပဲကွာကျွန်တော်ပြောလို့ရ အခုမင်းနားထောင်နေမင်းငေါ့ပြန်ပြောတဲ့လီးပဲရစောက်ကြီးမဆိုင်မင်းတို့စောက်တင်းတုတ်ထင်တဲ့လီးပဲရမင်းတို့စောက်သုံးမကြတော့မင်းတို့ပြန်ကြည့်တင်တယ်အလုံးမအဲ့လောက်ပြောနေဖင်မခံလိုက်တကယ်ပြောတာအေး အဲ့ လို့ ဒါမှန်ပဲဟုတ်တယ် မဟုတ်ဘူးအဲ့လောက်ပြောနေဘာလို့ဆောင်းမှာလဲမင်းဘာအဲ့လောက်ထိဆဲအဲ့လောက်ထိသွားတော့နားကဖင်မခံလိုက်မင်းမရှိလေကောင်းလေပဲတကယ်ပြောတာသိရမလားပုတ်နေတဲ့ငခုံးမောက်ကန်ထုတ်ပြလိုက်အာပုတ်ဆရာမလို့တော့တနေ့လုံးတကယ်ပြောတာ အဲ့ဒါသူ့ကိုခွင့်လို့ပေးလိုက်ပါသူပြောညံ့သူလေးဆိုတော့ မဟုတ်မင်းအခုနားထောင်နေလဲစောက်ယူမဆိုင်တော့တကယ်ပြောတာမင်းနားထောင်ပြန် Facebook status တင်တော့ပြောလဲစောက်ယူမဆိုင်ရအောင်တဲပဲရအောင် ဒါပေမဲ့ professional ဆိုကွာ professional လို့ react တင်တယ်ဗျာဒါကတော့ကျွန်တော်နေမှာနည်းနည်းမှားသွားရော professional တယောက်ဖြစ်ပြီးအဲ့လိုဖြစ်တင်ပေါ့ဒါကတော့အေးရှက်စရာကောင်းတယ်ပေါ့နောက်တစ်ခုပြောချင်တာ rotation နေနဲ့ကွာအခုကျွန်တော်တို့စစ်တွေပါဖြစ်တယ်ပေါ့စစ်ဖြစ်တော့ကွာကျွန်တော်တို့အခုရေနံစေးတက်စီစေးတက်လာတွေ့ရတယ်ပေါ့အဲ့ကိစ္စနဲ့ rotation လို့ထင်တော့အခု topic ထုတ်နေတယ် အခုဒီစစ်ဖြစ်တာကျွန်တော်ရဲ့အမြင်ပြောပြမယ်ဆိုရင်ဘာလဲဆိုတော့ဒီ Donald Trump ဒီ midterm ကျွန်တော်ရဲ့အမြင်ပေါ့ဗျာဒါဟုတ်ကျင်းပါလဲဟုတ်မှာမဟုတ်ကျင်းမဟုတ် ဖြစ်နေကွာသူ့ရဲ့ ဘာလို့ဆိုဒီကောင် midterm election မှာရှုံးဖို့အတွက်ဒီ poly market မှာလေ ဟုတ်တယ် တော့ဆောင်းရဲရခိုင်တော့မြင့်တယ်ဘာလို့ဆို poly market ကသူတို့က လောင်း အဲ့တခုမဖြစ်ခင်မှာ အေး ဒီ rate တွေကတက်နေအဲ့ rate အတက်အကျနဲ့တကယ်ဖြစ်သွားတယ်မဖြစ်တာမရှိဘူး အေးအခု အေး ချင်းမအခုစီပွားရေးကိုလောင်းကစားတော့ဒီလို future prediction poly market အရင်မှန်ပြောချင်တာဘာဖြစ်လို့ဆိုတော့အခုဒီ midterm election မှာ Donald Trump ရှုံးမယ်ဆိုတော့ရာခိုင်တော့အရင်မြင်းတဲ့ချိန်မှာဒီကောင်ကသိရမလားချပြီလေစစ်ပွဲတွေချအကွက်တွေရှေ့သွားအကွက်တစ်ကွက်ရှေ့သွားပြောချင်တာလူတွေကသိရမလားမင်းမာဒူရိုတခါလုံးဝဘယ်လိုပြောမလဲညတွင်ကြီးခေါ်ရတာဟုတ်တယ်အေး ဆိုတော့နောက်ပြီးတော့ ice skate စားကြောက်တခါနာမည်ပြန်ကြသွားလူတက်တယ်ဆိုတော့တကယ်တမ်းကျမင်းဘယ်လိုထင်ဒီ ice skate စားနဲ့ပတ်သက်တော့ဒီ Donald Trump ခိုင်းတာလားမဟုတ်လဲသူ့ရဲ့လောင်းမှာရှိတဲ့ဒီ norm လားပါလဲ ဟုတ်တယ်အဲ့ဒီ main ကလေးတယောက်လေ အေးဟုတ်တယ် ရာထူးကနေချက်ချင်းကန်ထုတ်သွားပြီပြောတာ ဟုတ်တယ် အဲ့တယောက်ခိုင်းတာဘယ်သူခိုင်းတာလဲမင်းဘယ်လိုထင်လဲ Paul တကယ်ရှင်းရရင်ကွာ အေး စောင်းတဲ့နဲ့ရောဥမာကျွန်တော်ဒေါက်တာချောင်းလက်ညှိုးထွင်ဒေါက်တာချောင်းချားကောင်လို့ထွင်မယ်အဲချားကောင်လို့ထွင်အဲချားကောင်လို့ထွင်မယ်လို့ကွာ အေး ဒီကောင်နဲ့အဲ့လို blaming လုပ်နေတယောက်ကိုတယောက်ဒီကို blame ဟို blame ဒီကို blame ဟို blame ဆိုတော့အဖြေကဒဲမရှိဘူး တဲမရှိဘူး ဒဲမရှိဘူးဖြစ်နေအေး ဒါပေမဲ့အဲ့ဒီထွက်သွားတဲ့ main ကလေးကလည်းမြန်မာနိုင်ငံဒီဘယ်လိုပြောမလဲ TPS state ကိုဖျက်သိမ်းဖို့စူးစမ်းတဲ့ main ကလေးတယောက်ဖြစ်နေတယ် ဟုတ်တယ်အဲ့လိုမျိုး အဲ့တယောက်အဲ့ သူကလည်းမှဒေါက်တာချောင်းလက်ညှိုးပြင်တယ်ပေါ့အဲ့တော့ကွာရှင်းပြောရင်ဒါကြီးက dead လေနေမှာကွာလူတွေရဲ့ attention ကိုဖြစ်တော့ ice case ကတော့ရှင်းပြောရင်ဒီ homeland ပေါ့အေးI homeless security ကကြတော့ကောင်းလားဆိုတော့ကျွန်တော်အနေနဲ့50-50ရောကောင်းလဲကောင်းလဲမကောင်းလဲမကောင်း ဟုတ် မကောင်းဆိုတာသူတို့ကအဓိကအဲ့လိုဒီမှာကွာဒီမှာ
neutralize ဖြစ်တဲ့လူရှိရကွာ neutralize ဆိုဒီနိုင်ငံသားခိုင်မှာရှိရကွာချို့ကြ fraudulent ဖြစ်အဲ့ fraudulent ဖြစ်တဲ့လူအကုန်လုံး develop တင်တာအဲ့လုံးတင်တယ်ဘာလို့ဆိုသူတို့က American ကိုလိန်ထားတော့မှသူတို့ကြမ်းကျင်ရတယ်ပေါ့ဥပမာမင်းဒီမှာမင်းရုပ်တဲ့ information ဆိုတာ correct ဖြစ်ပါတယ်ဆိုပါညာအဲ့ဘယ်လိုသူတို့ agree ပြုရတယ်ပေါ့အဲ့လိုမျိုးပေါ့အဲ့လို fake document ဒါတော့ဘယ်သူမှဆို fake document သုံးပြီးလာအများကြီးပေါ့ဥမာ third country อ่ะပေါ့ပြီးရင်တချို့ဆိုကွာဒီမှာဆိုတော့ပဲစားရပေါ့ပဲစားရလဲသူအသက်ကုန်ဝင်ပြီးတော့ baby ဘုံချဲွာ baby ဘုံချဲဆိုကွာသူတို့ဒီနိုင်ငံကိုခိုးဝင်လာဝင်ပြီးဒီမှာကလေးမွေးတယ်အမွေးလာကလေးကနိုင်ငံသားဖြစ်တော့အဲ့နိုင်ငံသားကိုပြီးဖို့သူတို့က green card ယူကြအများပေါ့အဲ့ဒါကလေးဝိုင်းချဲလို့ခေါ်တယ်ပေါ့ဗျာအေးအဲ့ဒါကို Donald Trump မကြိုက်ဘူးအဲ့ဒါဟုတ်တယ်ဒါတော့သူတို့ကလူဖို့ပေါ့ချင်းကနေဒါလဲလို့ပဲကနေဒါမှာလဲလို့ဒီအိန္ဒိယရဲ့များဝါကြောင့်သူတို့ကဒီလူဖို့ကွာဒီ visa နဲ့အဲ့ residency ကိုသူတို့ကလူဖို့တစ်ခုရှာတယ်အဲ့လိုများလာတော့ကွာဒီမှာရှိတဲ့နေတယ်မကြိုက်ဘူးနောက်ပိုင်းအဲ့ပို့ဆိုးလာတော့ခုနောက်ပိုင်းဆိုကွာဒီ baby boomer တွေကပို့ဆိုးတော့သူတို့နိုင်ငံကိုသူတို့ဘယ်လိုပြောမလဲဒီ shift တစ်ခုပြောင်းလဲသွားအောင်မကြိုက်ဘူးဗျာအဲ့တော့ဟုတ်အေးတချို့ဒီ immigrant ကြောင့်တချို့ကကောင်းတဲ့နိုင်ငံရှိတယ်တချို့ကအကျိုးမပြုဘဲနဲ့ဆိုးရုပ်သွားတဲ့နိုင်ငံလည်းရှိတယ်ပေါ့အခုလောအေးယူရိုပကပျက်စီးသွားတဲ့အကြောင်းယူရိုမှာလာတဲ့ France ဆိုပို့ဆိုးသွားပြီအခုပြင်သစ်ဆိုသူပြ immigrant များဆိုတာဒီ doctor တွေ engineer တော့မဟုတ်ဘူးပေါ့တခိုးကြဘိုးတွေများတခိုးကြိုးတွေများနေအဲ့လိုမျိုးအခုကဒီ Paris တို့ဘာလို့မှသွားရင်တော့မှစုပ်ပြတ်တဲ့အေး ကျွန်တော်တစ်ခါသွားတယ်ဗျာ Paris ကိုလုံးဝကပတ်နိုင်ွားသိရမလားကျွန်တော်ပတ်စံပါသွားသေးတယ်ဟာလုံးဝငမဲတွေလေအေးဆောင်းရခိုးတယ်ဗျာငါချီကပတ်နာမသိစေအောင်တော့ငါလုံးဝဆောင်းရတော်တာဒီကောင်တွေကပါရဂူဘွဲ့လို့ပါလို့အဲ့လူရဲများအဲ့ metro တွေကဒီ subway တွေဆိုလူရဲများချင်းကိုတီးထားတယ်ပေါ့အဲ့လိုရှင်းပြကွာဒီအိတ်ကိုကွာလူပြောင်းမှာအရှိမထားဘူးအနောက်မှာမထားနဲ့ဟို fanny pack ဝင်မယ်ဆိုရင်တော့ကိုကဒီရှေ့မှာပတ်ပြီးဝယ်ပေါ့အဲ့ဒါဆိုအဲ့တော့ကျွန်တော် cash မပါသွားလို့ cash ကတိတ်မထည့်အောင်50အဲ့လောက်ကျန်တဲ့ဟာကတ်တယ်ဗျဘန်ကတ်တွေပဲဒါပေမဲ့အဲ့ဘန်ကတ်ကိုလုံးဝ lock ချလို့ရတယ် lock ချလို့ရတဲ့အတွက်ကြောင့်တင်ချက်ချင်းပြောက်သွားချက်ချင်း lock ချပစ်လိုက်တော့ဒီကောင်လည်းသုံးလို့မရနောက်မှ CCTV နဲ့ပြန်ကြည့်တော့ငမဲဖြစ်နေငမဲတော့ကောင်ဒါပြန်တော့မလိုက်တော့ပါစောက်လို့ရှုပ်လို့သိရမလားစောက်ချိန်မပေးနိုင်အဲ့ကြောက်ပါစောက်လို့ရှုပ်တယ်အဲ့ဒါအဲ့ပြောဒါအဲ့လို immigrant များနိုင်ငံများဆိုအဲ့လိုဖြစ်တယ်ပေါ့ဟိုတချို့အကျိုးပြုတဲ့ဟာလည်းရှိတချို့ဘယ်လိုပြောမလဲအလုပ်လုပ်တဲ့နေရာမှာဗျာဟုတ်တယ် immigrant တွေကပြန်အလုပ်လုပ်တဲ့လူတွေလည်းရှိတယ်နိုင်ငံတခု remote infrastructure ကုန်လုံး remote ကွာ immigrant လိုတယ်ကွာဥပမာဂျပန်ကျဂျပန်မှာနိုင်ငံခြားသားမရှိဘူးဂျပန် run လို့မရဘူးသူတို့လူကြီးရန်နေ population က shrink ဖြစ်နေပေါ့ဒီလို US လိုနိုင်ငံကြောင့် population ကကိစ္စမရှိဘူးသူတို့နိုင်ငံမှာလူကြီးကများရှိတော့ run လို့ရ back လို့ရဒီမှာကလေးကနေတိုင်းမွေးတာပေါ့ဟုတ်တယ်အဲ့လိုများဂျပန်မှာကြောက်ကလေးမွေးလို့တိတ်မရှိအဲ့တော့ population ကိုဒီကောင်းအောင်ဖြစ်ဘူးပေါ့ဗျာပြီးရင်အသက်ကြီးလူတွေများလာအဲ့ဒါကြောင့် immigration အဲ့လိုနေရာကြောင့် immigration တော့ဒါပေမဲ့အခုကြားတဲ့သတင်းကတော့ဂျပန်ကတဲ့ visa အစ30တင်လိုက်ပြီးတော့ what the fuck အကိစ္စလို့ထင်လို့တဲ့ဟိုဒီကဘယ်လိုပြောမလဲဂျပန်မှာကျတော့အသက်ကြီးပိုင်းတော်တော်များများသူတို့ရဲ့ culture ပေါ့လုံးဝဖြက်စီးမခံနိုင်သူတို့ရဲ့ culture ဘာဖြစ်လို့ဆိုတော့ဒီ immigrant တော်တော်များများရောက်လာဆိုကျင်းနေပါသိရမလားဒီ culture ပြတ်တော့မှာပဲဘလို့ချင်းနေဖြစ်ပြောချင်တာသူတို့ယူရတလေးထိမ့်သိချင်တယ်စောင်းထိမ့်သိချင်တဲ့အတွက်ဒီလိုဖန်တီးရဆိုရင်သူတို့ဖက်ကနေကြည့်ရင်လည်းမားတယ်လို့ပြောလို့မရဘူးဥမာခမားတို့ပြောချင်တယ်ဗျမြန်မာနိုင်ငံမှာဆိုရင်သိရမလားမင်းရိုဟင်ဂျာတွေ case တော့ဆိုရင်လည်းမင်းတို့ကမောင်းထုတ်တော့မောင်းထုတ်တယ်ဗျမင်းတို့မကြိုက်လို့သိရမလားဒါပေမဲ့ဒီသူများနိုင်ငံလှုပ်တဲ့ချိန်မှာကျတော့မင်းတို့သူများနိုင်ငံမှန်တယ်မားရသွားလို့မရဘူးမင်းတို့နိုင်ငံကိုလည်းပြန်ကြည့်တင်တယ်ပြောချင်တာမင်းတို့နိုင်ငံမှာဒီလိုမျိုးဘယ်လိုပြောရိုဟင်ဂျာတွေပါညာကလားတွေလာတော့ဆိုရင်မင်းတို့ကသိရမလားစောင်းမျိုးခွဲခြားခဲ့တဲ့အနေထားလေးပေါ့အဲ့လိုမျိုးအဲ့လိုမျိုးတချို့တချို့ရှိတယ်ဗျာဒီမြန်မာဒီအမေရိကမှာနေပြီးတော့လုံးဝ immigrant is the but no one is illegal in stolen land ဟောလားဟုတ်တယ်အဲ့လာကြာစောင်းရည်ကျင်ဗျာအဲ့ဒီကတော့ stolen land ကိုအောင်မြန်လောက်ရတဲ့ကောင်တွေကဒီကောင်တွေပဲလေဒီမှာရှိတဲ့ native တွေကဒီနိုင်ငံကိုတိုးတက်အောင်လုပ်နိုင်တဲ့ကောင်တယောက်မှမရှိဘူးတကယ်ပြောဒီကောင်နဲ့တောသားတွေနဲ့ကိုးကွယ်တဲ့ကောင်ဘာလုပ်လို့မရဘူးအသိဉာဏ်အဲ့လောက်ဖွင့်တော့ medical ကွာစိတ်ပညာလည်းအဲ့လောက်မတော်ဘူးပေါ့ stolen land အောင်မြောင်ဒီအစင်းမြောင်လောက်လာဒီ colonizer တွေပဲရှင်းမြောင်ကိုလိုနီချက်ခဲ့တဲ့ကောင် colony ချက်ခဲ့တဲ့ကောင်တွေပဲဒါပေမဲ့အဲ့ဒီခစ်တုန်းကပြောချင်တာခစ်ကတစ်ခုနဲ့တစ်ခုကမတူပြောချင်တာဟုတ်တယ်ပြောချင်တာအရင်ခစ်တုန်းကဆိုရင်ဘ
ဘာထောက်ထားမရှိဘဲနဲ့လည်းမင်းရွှေ့ပြောင်းနေထိုင်လို့ရတယ်အဲ့ခေတ်တော့ဘာဥပဒေမှမရှိခဲ့ ဟုတ်တယ်လေအခု ဒါပေမဲ့အခုကဥပဒေရှိလာတဲ့ချိန်မှာကြာတော့ဒီလိုမျိုးမြေအောက်ကနေဝင်လာတဲ့အနေထားဒီ document ပါပဲနဲ့ဒီဘယ်လိုပြောမလဲလေဆဲကနေ immigrant မဖြတ်ဘဲနဲ့ immigration ဖြစ်နေ ခိုးဝင်လာတဲ့အနေထားနေအဲ့လောက်တော့မထောက်ပံ့တင်တော့တင်ဒါပေမဲ့ပြောချင်တာတချို့ကြတော့ခိုးဝင်လာရတော့တချို့ကြတော့နိုင်ငံအတွက်အကျိုးမပြုတ်ဘဲနဲ့တချို့တွေကြဘယ်လိုပြောမလဲလူလိုက်တတ်တယ်ခိုးဆိုလူရက်ဆိုတော့ကြာလာရင်လည်းဒီနိုင်ငံအတွက် image ခုအထိတော့ဘယ်လိုပြောဘယ်နေရာမှာ safe ဖြစ်တော့ဗျာ ဟုတ်တယ် အဲ့လိုအနေထားရှိတယ်ဒါပေမဲ့ကျန်တဲ့ဖက်မှာကြောက်လဲခင်ဗျားပြန်စဉ်းစားတင်တယ်ဗျာဒါပေမဲ့တချို့မြန်မာတွေကြတော့ဒီနိုင်ငံမှာနေတဲ့ဘယ်လိုပြော immigrant ဘောမားတွေမြန်မာတွေပေါ့မကောင်းတယ်လို့လည်းပြောမကောင်းတယ်လို့လည်းပြောဘာဖြစ်လို့ဆိုတော့အကောင်းတဲ့ဆိုတော့ဒွန်တွဲနေ တွဲနေ ဒါပေမဲ့အစိုးဖက်တွေကြောက်တော့လဲခင်ဗျားတို့မထောက်ပံ့တင်လို့ထင်တယ်ဘာဖြစ်လို့ဆိုတော့ပြောချင်တာခင်ဗျားတို့ပြောကြအခု New York ဆိုရင်ကြည့်လိုက်လုံးဝအခုဆိုဒီ lawyer ဆိုရင်ကြည့်လိုက်ဒီကောင်တွေပါလဲအတိုးကောက်မယ်ပါညာ ဟုတ် ဒီ တယ် ခုမန်တီနေအခုဒီကောင်အခုကအိမ်ချမ်းမြေအတိုးပြန်ကောက်သွားပြဒီကောင်အစတော့မတက်ခင်မှာတော့ဒီ billionaire စီကနေ test တော်များများကောက်မှာပေါ့ဒါပေမဲ့အခုကတော့မဟုတ် တကွက်ပြ တကွက်ပြန်ပြသွားမင်း ကွက်ရှိ တကယ်တော့မလုပ်လို့မရဘူးမင်းဒီ immigrant ခေါ်တော့ပတ်စံပေးတော့တိုင်းပြည်အကျွေးတင်ပါလားမင်းစဉ်းစားကြည့်လိုက်မင်းစဉ်းစားကြည့်လိုက်ဗျာပြောချင်တာမင်းဒီမှာ food stand နေပေးတယ်ထိုင်စားနေ ထောက်ပံ့ကြီးကွာထောက်ပံ့ကြီး food stand ဆိုတာသိရမလားဒီနိုင်ငံရောက်လာဆိုရင်အလုံးမရှိတဲ့ကောင်တွေ food stand စားလို့ရပါအဲ့ food stand ဘာအလုံးမရှိဘူးမင်းကြားတဲ့အဲ့ကတ်နဲ့မင်းကြားတဲ့နေရာတော့ဝယ်စားလို့ရ ဒါပေမဲ့စားတော့ရက်ဝယ်လို့မရဟေး ပြောချင်တာ ထောက်ပံ့ကြီးဝေးအစိုးရထောက်ပံ့ကြီးလို့ခေါ် အေးတိုင်းပြည်ကအကျွေးဖြစ်နေတဲ့အချိန်မှာဒီလိုလာထိုင်စားတဲ့ကောင်တွေမင်းခေါ်ကျွေးမှာလား တချို့ကတော့ကျွေးတချို့တော့မကျွေးဘူးအဲ့ဒါအမကွဲပါ ဟုတ်အမြဲတမ်းကျွေးရင်မကောင်းလေပြောရစောက်လို့လေးလဲလို့အောင်ပေါ့ အဲ့ဒါပဲစောက်လို့ ဒီကစောက်လို့ဖို့အရေး စား ကြီး လို့ရေးကြည့်ဟုတ်တယ် ထိုင်စားနေလို့မရအောင်စောက်လို့ဖို့ ချို့ ရေး ကြောင့်အလုံးမပေးလို့တဲ့အဲ့လိုကြောင့်လို့ထင်တော့ အာစန်ဒီကောင်လက်ကြောမတင်းလို့အာကြည့်လက်ကြောမတင်းလို့နောက်ပြီးတချို့ကြောက်လို့ပြောမလဲ fit တွေမဖြစ်ဘူးဗျာအလုပ်တစ်ခုနဲ့တစ်ခုကကျွန်တော်ချို့တွေက sensitive ဖြစ်တော့အလုပ်နဲ့မတည့်ရလို့ထွက်တာတွေပါညာရှိတယ်နောက်မလုပ်ချင်တော့အဲ့လိုမျိုးနေထားရှိတယ်ဗျာ ဟုတ်တယ် ပြောချင်တာအဲ့လိုမျိုးနဲ့ရှိနေတဲ့ချိန်တွေမှာစန္ဒာရီသွားပြဟောလာမြန်မာတွေစောက်ပေါ်တယ်နော်အဲ့ဒါဒီနိုင်ငံမှာရှိတဲ့တချို့မြန်မာတွေလည်းစောက်အောင်တော့မရှိသေးသေးလား blue မြန်မာတွေလီရွဲအောင်ကြားမကြားတော့ဒီလီရွဲတကယ်ပြောတာတချို့ဒါပေမဲ့တချို့ကပြန် balance ရှိတဲ့နဲ့ ဟုတ်တယ် နေရာတိုင်းမှာ ဘာ တစ်ဖက်တည်းသွားတွေးလို့မရအောင်မင်းတို့ no one is stolen ဆိုရင်မင်းတို့အဲ့ immigrant တွေမင်းတို့အိမ်ခေါ်တင်ထားမှာလားမင်းတို့စဉ်းစားလိုက် မဟုတ်တစဲကိုမင်းတို့မခေါ် မင်းတို့တစ်စိမ့်မင်းတို့ခေါ်တင်တော့နေခိုင်းလားမင်းတို့ထိုင်ကျွေးမလားအဓိကမင်းတို့ထိုင်ကျွေးခိုင်းကြည့်လိုက်မင်းတို့ကျွေးမှာမဟုတ်စောက်ဖို့လုပ်နေနဲ့ငါလီစောက်ဖို့စံတိုင်းရှောက်ပြရတော့ငါလီမသိလုံးဝစောက်တက်ကြီးလို့ပါလို့ငါလုံးဝသားတယ် စောင်းကြီးဆိုင်ပြီးကောင်းလေးထားပါ ဒီပဲမင်းတို့အဲ့ဒီ illegal သမားတွေမင်းတို့အိမ်ပေါ်ခေါ်တင်တော့မင်းတို့ထမင်းကျွေးလိုက်တလားလောက်ခေါ်ကျွေးထားလိုက်ငါလို့စောက်ဖို့လုပ်နေနဲ့ဘာလို့ဒီမှာဒီလိုရှင်းထုတ်နေတဲ့အချိန်မှာတချို့ကလူတက်မိတာဘာညာဖြစ်သွားအဲ့ဒါကြောင့်ကျွန်တော်အာမပေးဒီ ice ကိုဘာဖြစ်လို့ဆိုတော့လူတော့မတက်တင်ဘူးဗျာ ဟုတ်တယ် တနေ့နဲ့လည်းမပြစ်တင် professional မဆန်ဘူးဟုတ်တယ် အဲ့လိုမျိုးကြောက်လဲကျွန်တော်အာမပေးပြောချင်တာဒီကောင်တွေကလူတော့မတက်တင်ဘူးဗျာလုံတော့တေချာလေးကောင်းလေးလှုပ်တင်တယ်နောက်ပြီးတေချာစီစစ်ပြီးတော့ဗျာဝလုံးချီးတော့ပြီးတော့ဘယ်လိုပြောမလဲဝလုံးချီးတော့ရှောက်ရမ်းလို့မရအောင်ပြောချင်တာအဓိကဆိုးရတာတစ်ချက်ကဒီအိမ်ဖြူတော့မှပြစ်တက်ခံရလေဒီ security guard ဟုတ်တယ် ပြစ်တက်လို့ပါလဲ African national guard ဖြစ်တယ်ဟုတ်တယ် အဲ့လိုမျိုးကြာ immigrant ကြာအဲ့နားနဲ့ဆိုင်တော့တဟုံထသွားတော့ဒီ case ကအဲ့နဲ့တဖြည်းပိုဆိုးသွား အဓိကအဲ့ဒါနိုင်ငံရေးလက်ကွက်တွေကွာအလီကအဲ့လို အေး ဒီလူချင်းချင်းကိုရန်တိုက်ပြရပေါ့ အေးအဲ့လိုမျိုးလည်းဖြစ်တယ် တကယ်တော့အဲ့ CIA အကွက်တွေကွာအရှင်းမဲ့ဆက် အေး 3 letter agency ကအဲ့လိုတားကောင်တကောင်ရှာပြီးမှလောက်ခိုင်းတဲ့အကွက်တွေကိုအဲ့တော့ အေး လူဒီနိုင်ငံသားချင်းချင်းဂုံးတိုက်ပေးတဲ့ system လေးပေါ့အဲ့ဒါကြောင့်အေး ဟုတ်တယ် အဲ့ဒါကြောင့်ချိုးရကြလဲကွာသိရမလားဟာဒီနိုင်ငံဒီ fucking CCNN new တစ်ဖက်သက်ယုံလို့လည်းမရအောင်သိရမလားနှစ်ဖက်လုံးကွာကြည့်ရတယ် အေး ရှင်းမအလကွာအလဲမှာဖြစ်တာအကောင်းဆုံးပဲအဲ့လိုကိစ္စနဲ့လိုက် အလဲမှာဖြစ်တာအကောင်းဆုံးဘာလို့ကျွန်တော် ice ကိုထောက်ခံလားဆိုတော့မထောက်ခံဘူး အေး ဒါပေမဲ့သူတို့တေချာစီစစ်ပြီးတော့လုပ်မယ်ဆိုတော့ကျွန်တော်ထောက်ခံတယ် အေး
လုံးဝဒီပြစ်မှုကျူးလွန်တဲ့လူတွေတေချာစီစစ်တော့ဖမ်းပြီးတော့ပြန်ပို့မယ်ဆိုတော့ကျွန်တော်တို့လက်ခံတယ် ဥပမာကွာဒီ အေး မူရစေးတော့မဒိန်းတော့ အေးကလေးမဒိန်းတော့ပါအဲ့လိုမျိုးကောင်းတွေတေချာစီစစ်တော့ဖမ်းမယ်ဆိုတော့ကျွန်တော်တို့လက်ခံ ပုံလိုက်လက်ခံတယ်အဲ့လိုမျိုး ဒါပေမဲ့အဲ့လိုဝလုံးချီးတော့ရှောက်ရမ်းတာတော့ကျွန်တော်တို့လည်းလက်မ ဟုတ်တယ် ကော ငခုံးမတော့တတိလုံးပုံဆိုအဲ့ဒါတွေ အဲ့ဒါကြောင့်ပြောချင်တာဟိုအဲ့ ice case နဲ့လည်းဒီ Donald Trump ထိသွားတယ်ဗျာ ဟုတ်တယ်အဲ့မှာသူ ရှစ်ဆက်ဒီအဲ့ရှစ်ဆက်ဒီကောင်နာမည်ပြတ်နေတော့နောက်ဆုံးထပ်ပေါ့ဒီစစ်ပွဲဖြစ်ဖို့ ဟုတ်တယ် ဒါပေမဲ့ဒီစစ်ပွဲဖြစ်ကြမှာဒီ Iran ကဒီအဲ့စစ်ပွဲဖြစ်ဖို့တဲ့ဒီကောင်6နှစ်ကလေးက plan ဆွဲတာ ထားတယ် plan ဆွဲတာ အဲ့မျိုးကြောင့်နည်းနည်းရုန်းကန်နေအခုဒီ American ကအဲ့ဘလို့ထင်တယ်မင်း ဟိုတော့ Chinese professor ပြောကွာဒီခေါက် तू predict လုပ်သွားတဲ့ဟာမှန်တာနှစ်ခုရှိ Professor အေး professor Chinese professor ဒီကောင်လည်း controversial ဆန်တယ်ပေါ့ပထမ trend နိုင်မယ်ဒုတိယတစ်ခါသူ Israel နဲ့ဝါဆောင်ပြောတယ်ကွာဒါပေမဲ့နောက်ဆုံးချက်သူပြောว่า US ရှုံးမယ်လို့ပြောအဲ့ဒါတော့နည်းနည်း interesting တော့စောင့်ကြည့်အောင်ပေါ့နော် အေး ဘာလို့ဆိုတော့ US က one of the first military ဆိုတော့အဲ့ဒါချက်ကြည့်ရမယ်ပေါ့ ငါထင်ကတော့ဖြစ်နေဖြစ်သွားနိုင်တယ် อืม ဘာလို့ဆိုတော့အခုကစစ်ပွဲဖြစ်တဲ့ budget မှာတော်တော်များများ US က ရှုံးတာများ ရှုံးတာများနေဟိုဘက်သိရမလားသူတို့က budget နည်းနည်းနဲ့ထိရောက်တဲ့နီလန်းတွေသုံးနေရပါ Iran Iran ဘယ်လောက်ထိမိုက်လဲဆိုဒီကောင်တွေကအဲ့ UAE ကိုတွားချ UAE ဆိုပို့ဆိုရဒီကောင်တွေဆိုမှသူတို့စီးပွားပြတ်တယ်ပေါ့ကွာ အဲ ဒူဘိုင်းနဲ့ဘာလို့ဆိုခွတ်ထားတို့အဲ့လိုအိုမဲသူတို့တည်မလားအဲ့တော့ရှစ်ပတ်လဲ UAE ပေါ့အဲ့ Saudi Arabia တိုက်ခိုက်တာလို့အဲ့ဒါသူတို့ revenue ပြတ်တော့ကွာနိုင်ငံထိတယ်ကွာပြီးရင်မှဒူဘိုင်းဆိုဒူဘိုင်းဆိုနိုင်ငံခြားသားရမ်းပြန်အောင်နိုင်ငံခြားသားတွေလည်းကို flee ပါပေါ့အဲ့လိုမျိုးဒီကောင်တွေကဘလို့အနုနီးနဲ့တိုက်နေအောင် drone လေးသုံးပြီးအနုနဲ့တိုက်တော့မှရှင်းမ Iran ဘက်ကမရှုံးလို့ကျွန်တော် US တဲ့ ID Saudi Arabia တို့ Israel ရှုံးတယ်ကျွန်တော်ဘာလို့ဆိုတော့ဒီကောင်တွေကပိုပြီး ကုန်ကြစိတ်ရောအေး ကုန်ကြစိတ်များတယ်ပြီး ကုန်ကြစိတ်လည်းများနောက်ပြီးတော့ဒီဈေးနည်းနည်းနဲ့လည်းအတိုက်ခိုက်ခံရဗျာ ဟုတ်တယ် ပြောချင်ဥမာတချို့သူဒီ drone လေးနဲ့ပဲ4000 5000နဲ့ drone လေးနဲ့ပဲတိုက်ခိုက်တော့ပျက်စီးတာများနေတယ် အဲ့ drone 9000ကိုတိုက်ပြီးမှဒီဥမာ အဲ ဒူဘိုင်းက building တစ်ခုကို1 billion 100 million လောက်ရှိရတယ်လို့သူတို့အမြတ်ပဲလေ အေး ပြီးရင်နိုင်ငံခြားသားထွက်လာတယ်နိုင်ငံခြား investment လောက်အရှုံးပဲလေအဲ့တော့သူတို့အမြတ်ပဲအဲ့ဒါကြောင့်ဒီအခုကျွန်တော်ညီမတို့ဒီအဲ့ western country ရှုံးနေပေါ့ဒီပို့ဆိုတာဒီကောင်တွေစစ်ပြတာရေးဒီကောင်တွေစစ်ပြငါလုံးဝရေးနှမ်းကိစ္စတိလားအဲ့ရေးနှမ်း fucking ဖြစ်တယ်နော်ညီမတို့ကတက်စီတဲ့အဓိကအဲ့ fucking စစ်ကြောင်ပဲကွာငါလုံးဝအေး ဒီစစ်ဖြစ်ဒီစစ်ဖြစ်တာတကဘာလုံးနဲ့တက်ဆန်တော့ ဟုတ်တယ် လုံးဝကျွန်တော်တို့နဲ့မတက်ဆိုင်သွားလို့မရဘူးတကဘာလုံးနဲ့တက်ဆန် impact ဖြစ်နေအခုစီဈေးတက်နေဗျာ 50% တော့ငါလုံးဝ 50% တက်သွားတယ်နောက်ပြီးတော့စီဈေးတက်တဲ့ပြင်အဲ့စီဈေးပြင်စီဈေးတက်ရင်ဘာလိုက်တက်မလဲကုန်ဈေးနှုန်း ဟုတ်တယ်ပဲအေး ကုန်ဈေးနှုန်းတက်ရင်ဘာတက်မလဲအစားတော့စီးပွားရေးတွေရုန်းကန်ရမှာဗျာ ပုတ်ခတ်တယ်အေး ပိုခက်လာ survive ဖြစ်ဖို့ခက်မှာနောက်ကြလူတွေလည်းမဝယ်စားနိုင်တော့ကြာလာတော့သိရမလားတိုင်းပြည်ကစောက်ကြွေးတက်လာတော့ အေးမြန်မာနိုင်ငံဆိုပိုခံအောင်ငါလုံးဝအေး ဟုတ်မြန်မာဆိုစုံကနန်းမကနန်းအဲ့နေထားနဲ့သွားလာလှုပ်ရှားနေရအဲ့ချိန်က စောက်ပေါ်ငါလုံးအဲ့ဒါငါမယုံမယုံလား မသိဘူးဗျာဟုတ်မြန်မာနိုင်ငံစောက်ဘောဖြစ်နေကြပြီသိရမလားငါလုံးမတမရလီတမရလီကောင်းဆောင်နေငါလုံးမအဲ့ကလေးစောက်ဘောဖြစ်နေကြပြီမြန်မာနိုင်ငံချီ ကဲနောက်ဆုံးနေနဲ့ဇက်သိန်းအောင်ဘုထေဆိုအဲ့အခုဇက်သိန်းထုတ်ပြရတော့ကျွန်တော်မြန်မာနိုင်ငံသားတွေအတွက်ပေါ့အဲ့ထုတ်ပြရဆိုအခုကျွန်တော်မြန်မာနိုင်ငံမှာကွာနိုင်ငံခြားထုတ်တဲ့ အများကြီးဒါပေမဲ့ဖြစ်ရှင်တော့ကျွန်တော်ကြည့်ရပါ Western country ကမြန်မာနိုင်ငံကို ban တာတွေ့ရတယ်ပေါ့အဲ့ကိစ္စနဲ့ဘယ်လိုထင်တော့ခုဆို US ကလည်းမြန်မာကို ban တယ်ကွာ UK ကလည်း recently ban သွားကွာပြီးနောက်ပိုင်းကျရင်ကျွန်တော်ထင်တယ် Japan တို့ Korea တို့လာတော့မထင်တော့အဲ့ဘယ်လိုနေလဲဘယ်လိုမြင်တော့အောင်မြင်မိသားနိုင်ငံ first world country ပေါ့ ကျွန်တော်ထင်တော့ American မြန်မာဘန်းတဲ့အကြောင်းကြီးကဒီသတင်းဌာနတွေနဲ့လည်းသက်ဆိုင်မှာလို့ကျွန်တော်ထင်တယ်ဟုတ်ရှင်လဲ money laundering လည်းပါ မားရှင်လဲမား fraud လည်းပါလိုက်မယ် fraud လည်းပါတယ်ဘာလို့ VOA လေ အေး American ပိတ်ပြလိုက်လေ အေး အဲ့မှာသတင်းဌာနပျောက်သွားတယ် သိရမလား Voice America အေး Voice of America အဲ့နာနေတဖြည်းဖြည်းတော့အဲ့နာနေမုံဝလို့တော့ထင်တယ်နောက်ပြီးတော့ဒီចောင်းသားတော်တော်များများလဲဒီမှာလာဆိုခုံဆင်းလာများလေចောင်းမတက်ပဲနဲ့အဲ့လိုမျိုးဟိုင်လဲပါတယ်နောက်ပြီးသိရမလား state တွေက overstay visa overstay visa တွေကရက်များတော့ကြာတော့လည်း ban မှာပဲဘာလို့မြန်မာနိုင်ငံတနိုင်ငံထဲတော့မဟုတ်ဗျာဒီနိုင်ငံလည်းပါအေးတနေရာထဲရွေးကွက်ရကြီးလို့တော့မရအောင်ဘာလို့ဆိုတော့တချို့ ban တာတော့မကောင်းဗျာဒါပေမဲ့တချို့တိုင်းပြည်မှာဥဆောင်အချိန်မှာဘယ်လိုပြောမလဲကိုအတွက်အကောင့်ဘက်လိုလာရင်တော့
တချို့ဟာကြတော့လေအစိုးဘက်ဖြစ်သွားတယ်ချို့အတွက်တော့မကောင်းချင်မကောင်းဒါပေမဲ့ကိုတိုင်းပြည်အတွက်တော့ safe ဖြစ်လည်းဖြစ်သွားနိုင်ဗျဒီလောက်ရက်ကနေတဆင့် ဟုတ်တယ် ပြောချင်တာဒါပေမဲ့ကျန်တဲ့တစ်ဖက်ကတော့နစ်နာတော့ ကျွန်တော်ရောဒါကကျွန်တော်ထင်တာ reset ပေါ့ သူတို့လို့ပြောသူတို့ရဲ့ဖွဲ့စည်းအုံချုပ်ကိုဒီက infrastructure အကုန်လုံးဒီ politician တွေဒီ politics ကနိုင်ငံရေးတွေအကုန်လုံး reset လုပ်တော့အစအပြန်စကြပါတည်မလားအရင်တော့သူတို့အရင် open minded ဖြစ်တယ် border open လုံးဝ welcome ဘာညာတရကောအခုတော့တကဘာလုံးအခုသူတို့ system ပြောင်းသွားပြီပေါ့ကွာအခုတရုတ်ဆိုကျွန်တော်ကြားသူတို့ resources တွေသူတို့ရဲ့တင်စားတိုင်းအကုန်လုံးထိမ့်သိမ့်နေပါအရင်လိုဘယ်သူမှမရောင်းပြီးတော့ဘူးကျွန်တော်ထင်တာတော့အခုကစစ်ကအရင်နဲ့ပိုဆိုးလာအောင်ထင်တာပဲနော်စစ်ကတော့တော်တော်လေးတော့ကြာသွားတော့မှာဘာဖြစ်လို့ဆိုတော့နှစ်ပတ်အတင်းပြီးမှာတော့မဟုတ်ဒီစစ်ကတကယ်ပြောတာ ဟုတ်တယ် နှစ်ပတ်အတင်းပြောအခုဒေါ်နယ်ထရန့်လည်းကျုံးနေပြီဘာဖြစ်လို့ဆိုတော့မသိရမလားဒီကောင်ကရွေးကျုံးတော့ခေါင်းဆောင်တွေပဲရွေးကျုံးတာနောက်ထပ်လာခေါင်းဆောင်အစင်လက်ဆက်ကိုရွေးကျုံးတာဗျာဟုတ်တယ်အဲ့ဒါကြောင့်ဒါပေမဲ့ဖြစ်တာဒီစစ်ပွဲကြောင့်မငြိမ်သက်နိုင်သေးဘူးဗျာငြိမ်သက်ဖို့လည်းခက်တယ်ဟုတ်တယ်ပြောချင်တာနောက်ပြီးတော့ဒီစစ်ပွဲရေရှည်သွားမယ်ဆိုရင်တိုင်းပြည်စောက်ကျွေးတက်လာမယ်ကုန်စည်နှုန်းတွေလည်းတက်လာမယ်စီစိတ်လည်းတက်လာမယ်နောက်ကြလိုက်အကုန်လုံးစီးပွားရေးထိမယ်ဗျာဟုတ်တယ်အဲ့ဒါ survive ဖြစ်လို့မရတော့နောက်ကြရင်ဒီစစ်ပွဲက American ရှုံးလည်းရှုံးမှာပါပြောချင်တာကဲဒီဘောကစားလောက်ပါမယ်နောက်ပြီးတော့ဘာပြောချင်ဒီစစ်ပွဲပြင်စီးပွားရေးဆွေးနွေးရအောင်ဟုတ်တာစက်သိမ်းမလို့စီးပွားရေးကြောင့်ပြောဟုတ်တယ်စီးပွားရေးကတော့ဒီ market တွေခု crypto market နဲ့ဒီ stock market တော့ချင်းမြော်လောစင်မှာတော့သူက bleed နေပေါ့ bleed ဆိုတာအဓိကဒီ US Federal Reserve ကလည်းဒီ interest rate ကိုခဏ pause တော့အတိုးတွေကပုံမှန်လိုဖြစ်နေပေါ့ရောလည်းမြောက်တော့တက်တော့ပြီးရင်ကျွန်တော်ကြားသူတို့ increase လုပ်မယ်ကြားပေါ့ဘာလို့ဆိုတော့အခုသူတို့ရဲ့အတိုးပြန်တက်မှာကြား government expanding ကဘယ်လိုဖြစ်လဲသူတို့ government သူတို့ဒီစစ်ပွဲကြောင့် printing တွေကုန်တော့သူတို့ဘယ်လိုပြောမှာbackup မှုနိုင်မလိုက်နိုင်ဘူးဒီ spending power နဲ့ဒီ purchasing power balance ဖြစ်တော့သူတို့အတိုးတက်ရတော့အတိုးတွေပြန်တက်လာမှကြားတယ်ငါထင်တော့ money print တော်များလာရင်တော့မလွယ်တော့တော့နောက်ပိုင်းဒီ inflation rate နဲ့ဘာလို့အခု US ကကျွန်တော်ကြားတရက်ကိုဘယ်နှဘီလီယံမသိ waste ဖြစ်နေကွာဒီ war အတွက်အဲ့ဒါကြောင့်သူတို့မှာ military spending အခုကနောက်ပိုင်းဒီနောက်ဆုံးသတင်းဆိုတော့ဒီ US ရဲ့အကျွေးမီးပေါ့အတိုင်းပြည်ရဲ့အကျွေးမီးက39% 39 trillion 38ကနေ39 trillion ဖြစ်သွားပြီပြောတာဟုတ်တယ်ပြီးရင် crypto market ကျ crypto market ဒီgold market crash သွားကွာအရင်ဆုံးလူတွေကရွှေလို့ပြောချင်မှာမင်းတို့ peak ရောက်ပြီး crash သွားအခုလည်း crypto market bitcoin လည်း crash သွားတွေ့ရတယ်ပေါ့ဒါပေမဲ့ bitcoin ဒီကြားထဲမှာပြန်တက်သွားသေးတယ်ဒီ gold crash ဖြစ်တဲ့အချိန်မှာလေဘာလို့ဒီအခုဒီ bitcoin crash ဖြစ်တဲ့အကြောင်းရင်းကဒီ US ရဲ့နောက်ဆုံးဘာလဲ Jerome လား Jerome သူကျင်းညာကတဲ့အဲ့ဒီ crash သွားတော့ဒီအဲ့ဒါဖြစ်စင်မှာသူအမြဲတမ်းကျင်းညာတော့ crypto ကတက်တယ်ဆိုတော့မရှိဘူးဟုတ်တော့ဒီ US dollar တန်ဖို့နေမှာသူတို့ကြောက်တယ်ကွာဒါအဓိကတာပဲ Fed ရဲ့ biggest enemy က bitcoin ကဘာလို့ bitcoin သူတို့ control လုပ်မရလို့ဒေါ်လာသူတို့ control လုပ်ရကွာ value ကအဲ့ဒါကိုသူတို့စောင်းဝမ်းကြောက်တော့ bitcoin ကိုသူတို့မကောင်းကြမ်းအမြဲတမ်းပြောတာမဟုတ်ဘလို့ပဲဖြစ်ပြောချင်တာတချို့ကသိရမလားမဝယ်ရဲကြတော့ကျွန်တော်ကတော့ဝယ်ခိုင်းတယ် panic ဖြစ်နေကွာ market panic ဖြစ်နေဆက်ဝယ် bitcoin ဆက်ဝယ်ဘာလို့ဆိုတော့ဒါကနောက်ဆုံးငွေပဲဘယ်မှာ man ရဲ့ evolution ရှိတယ်ဟုတ်တယ်အရင်ကတော့ဆို resort အနေနဲ့တစ်သားတွေသုံးတယ်ပစ္စည်းတွေဝယ်ချင်မှာအလဲလောက်ကြတယ်နောက်ပိုင်းကျရွှေဖြစ်ပြောင်းလာတယ်ရွှေပြီးတော့နောက်ပိုင်းကျပါလဲငွေဆက်ကိုငွေဆက်ရွှေကိုဘက်ကထားတဲ့ငွေဆက်ကိုအခုနောက်ပိုင်းငွေဆက်ကိုပြီးတော့ပါ digital currency အဲ့ digital currency ပြောင်းလဲ shift တစ်ခုသွားတာအဲ့ shift တစ်ခုပြောင်းလဲဖို့ကတော်တော်ကြာမှာလို့ကျွန်တော်ထင်တယ်ဘောဆိုအေးနောက်ပိုင်းကျရင်ဒီ digital currency တွေကပဲနေရာယူရမှာပဲပေါ့ဗျာဟုတ်တယ်အခုကပြန်ကျနေဆိုတော့လေလုံးဝဒီတိုင်းပြည်ဒီစစ်ပွဲအခြေအနေကြောက်ပေါ့ဒါပေမဲ့ဒီကြားထဲမှာလဲပြန်တက်ရင်လည်းတက်သွားနိုင်တယ်အရေးအယောင်တော့တွေးနေရတယ်ပြန်တက်ဖို့အရေးအယောင်တော့တွေးနေရတယ်ကြားမဲ့ဘိုင်းတော့တိတ်မရှိဘူးနော်တကယ်ပြောတာပြန်တက်ဖို့အရေးအယောင်တော့ရှိတယ် stock market လို့အခုချိန်မှာဘယ်လိုပြောရမလဲဆိုတော့တထီးတွေကောက်ဝင်နေကွာဒီလိုငမွေးတွေရောင်းနေငမွေးတွေရောင်းနေအလီတွေကတော့အတကုံဝင်နေကောက်ဝင်နေ market ကိုလေးထိုး pumping လုပ်နေပေါ့တွေ့ရတယ်ပေါ့ဒီကဒီ elite တွေပဲဒီ elite တွေသိရမလားအကုန်လုံးငွေပြည့်လို့မရပြည့်ရင်တကဘာလုံးကချမ်းသာသွားရင်ဆောက်လို့ရှုပ်တယ်ဆောက်လို့မဟုတ်
ဒီကဘာလုံးကချမ်းသာဝိုင်းစောက်လုံးမလုပ်ကြတော့ဘူးဗျာ စောက်ပြင်းကြီးသွားတာပါ စောက်ပြင်းကြီးသွားတော့အဲကြောင့်တင်ဒီကောင်တွေကအကုန်လုံး manipulate လို့ mind game ကစားတယ် ငယ်ဟုတ်တယ် အဲ့ mind game မှာမင်းတို့ခံနိုင်ဘယ်လောက်ရှိတယ်ခံနိုင်ရှိတဲ့လူကတော့တထေးပြောပါမယ် ဒါပဲ ခံနိုင်မရှိတဲ့ကောင်ကတော့ keep going ပေါ့ဗျာ home လည်းဖြစ်သွားတာပဲ keep going ပေါ့အဲ့ဒီ system ထဲမှာ keep going ဖြစ်နေပါရပါ ကဲဒီနေ့ podcast လောက်ပါလို့ကျွန်တော်တို့ပြောတာအကုန်လုံး information အချက်လက်အတိအကျတာမရှိဘူးဗျာကျွန်တော်တို့ပြောတာဒီမှာရှေ့ပြတဲ့နားလည်မထင်ဘူးကျွန်တော်ကဒီကောက်ပြောရဆို raw ဖြစ်တယ်ကွာ raw ဆိုဒီ play ပြော play မို့အေး play နံပါတ်တချို့ຢာရမှန်မှန်မချို့ရမှန်မှအဲ့ မိုင်းဒါစောက်တက်ကြီးလို့လည်းမဟုတ်ဗျာဒီအမြင်လေးတော့ sharing လုပ်သွားတာပေါ့ဗျာ အခုကားတော့ကျွန်တော်ကျွန်တော် research လုပ်ဖို့အချိန်မရှိဘူး evidence တွေထိုးပြဖို့အချိန်မရှိဘူးဒါပေမဲ့အားလုံးသိကြမှာပေါ့ဒါကတော့လုံးဝကျွန်တော်တို့ fact ဆိုရင်မဲ့ fact ကတော့ 70% for sure တော့ 40% လောက်ဖြစ်နေတယ်ပေါ့ဒါပေမဲ့အဲ့ဒါကိုကြည့် ချို့အတွေးခေါ်လေးလည်းပေါင်းထည့်ထားပါဗျာဒီအတွေးခေါ်ကြိုက်ရင်တော့ဖြစ်လည်းဖြစ်နိုင်တယ် theory ကိုကြိုက်ရင်တော့ဖြစ်ရင်ဖြစ်နိုင်တယ်မဟုတ်လည်းမကြိုက်ရင်လည်းပြဿနာမရှိဘူးပြောကြတယ်ကျွန်တော်လည်းလေ့လာရတော့ပြောတာမဟုတ်ဒီကျွန်တော်တို့ဒီတွေးထားတဲ့အတွေးခေါ် critical thinking နဲ့ဒီရောနှောတော့ ပြောတာပေါ့ ပြောထားပါအစိမ်းကိုပြန်ရောလိုက်အဲ့လို အမီးလေးနဲ့ပေါ့ ကဲဒီဘက်ကတော့အားလုံးတော့တွေ့ကြမယ်နော် bye bye thank you